မင်းတို့ပြောချင်တာဘဝဆိုပါလေပြောစမ်းဘဝဆိုပါမသိဘူးလားသိတယ်မမေးရင်သိတယ်မေးရင်မသိတော့ဘူးမဟုတ်ဘူးလားတမီးမွေးမလာလို့ရှိရင်ဘဝဖြစ်မှာမွေးရဥဝဲခောက်သေးသွားပြီမရှိတော့အသေးလေးမွေးလာဘဝဖြစ်မှာမင်းအသက်ဘယ်လောက်ရှိလဲစားပါတော့35ဖြစ်မယ်45ဖြစ်ငါ85အဲ့ဒါအချိန်မဟုတ်ဘူးလားအချိန်မပါဘဲနဲ့ဘဝဖွဲ့လို့ရတာဘဝဆိုတာအချိန်နဲ့ဖွဲ့တယ်မင်းဘဝကိုတန်ဖိုးလို့ရှိရင်တန်ဖိုးထားရင်အချိန်ကိုတန်ဖိုးထားပါမင်းအချိန်ကိုဘယ်လောက်တန်ဖိုးထားဖို့လဲငါသူများဖမ်းလို့ထောင်ထဲရောက်သွားတဲ့4-5 လပြီလွတ်လိုက်တဲ့အချိန်ကငါဘဝကြီးတစ်ခုပြောင်းသွားတယ်အဲ့ဒီအချိန်ပဲနားလေလားအကောင်လေးတွေကောင်းမလေးသတိထားပြောချင်တာကမင်းဘယ်တော့မှမျောလေးတကူမလျှော့ရဘူးတခုတည်းရှိ